ဒီကျွန်တော်တို့ခုကမဟုတ်ခွတ်ဘယ်လိုမှမင်္ဂလာပါကျွန်တော်ကပြီးတော့ mic လေးပါခုကျွန်တော်เนี่ยကော်လက်လောက်ပါဒါတော့ streamer ပါလဲမင်းနာမည်တက်ဒီကောင်နဲ့ streamer တက်ကျွန်တော်က streamer mic ပါကကျွန်တော်မဟုတ်တာမျိုးမဟုတ်စားပါမှာဖြစ်ပါတယ်ဒီ blog လေးတိုင်းလို့ချက်တော့ကြည့်ပြီးကြအောင်ခုကျွန်တော်မဟုတ်တာပါမယ်ဟုတ်လားမနန်းကြီးပေးပါနန်းကြီးလေးချက်လာဒီခုကျွန်တော်လမ်းလျှောက်ပဲတောင်းမယ်မဟုတ်ဖို့တော့ရတယ်ဟုတ်ရတယ်ဒီမှာပါကျွန်တော်တို့ခုကျွန်တော်တို့တောက်ပါမယ် guys အကြည့်ပေးကြပါဦးကျွန်တော်ဘယ်ဟန်တော့မလဲဒီထိတ်ဆန်မလားမမပဲတော့မယ်မမပဲဟိုထိတ်ကရမမဟိုနေနော်အေးတော့ကောလည်းလောက်နေပါလေကောလည်းဟိုကြောက်ရဘူးဒီကောက်ဝယ်မှာလဲဆိုတော့ချက်တော့လက်ကြည့်ပေးလိုက်ညပါဝယ်မှာဒီထောင်းဝယ်ပါဒီထောင်းပါတော့ကျွန်တော်ကပါဒါလည်းမကြည့်တယ်ဘာဝယ်မှာလဲဆိုတော့အဆိုင်ပိတ်ထားတယ်ဟိုမှာငါတို့ထိုက်တာတော့ရှောက်တယ်ငါထိုက်ဒီလမ်းလျှောက်သွားမယ်ဒါဆိုဘောင်းဆန်ရောက်ရင်ချက်တော့ပြန်ကြည့်လိုက်ဆိုပါစီဒီခုတော့ဘောင်းဆန်ရောက်ပါပြီစပါးရောမစားကြဘူးတို့ကတခြားဝယ်ဖို့ဘင်းရလဲဟမ်ဒီကစတော့ထောင်းတော့အဲဒီမုံကတော့ဒီမှာဟဲ့မင်းပါဝယ်ရကျွန်တော်တို့ဒီမှာကဒီစားရဒီကျွန်တော်တို့အိမ်ပြန်နေပါတယ်ခုကျွန်တော်တို့ရဲ့အိမ်ပြန်နေတာဒါဘုံတောင်းရတယ်ဘလော့ပြီးတော့မစားတယ်ဘလော့နေလည်းရှိပါတယ်ကျွန်တော်ပြောရတဲ့နဲ့ကဟာလေဒီဆိုင်နေဖြစ်ပါတယ်ရှေ့မှာကြီးတော့ကျွန်တော်ပြောရတဲ့နဲ့ဆိုင်မင်းပြီးငါရောဘာစတယ်မဟမ်ဘာဖြစ်မှာခုနမင်းပြောရပါလေခေါ်ပါလေရှောင်းမစတယ်မတည်းရဲ့escape fan ဆိုတာငါမစော့တော့ဘူးခုနရှောင်းမတည်းရဲ့ game ဆော့မယ်အဲ့ဒါမြန်နေဟာမင်းစပါငါစော့ကြည့်ပြီမရဘယ်တော့ကောင်းမေးမယ် secret ရှိမင်းလားမင်းယူထားလားအေးရှိတယ်ချကွာကိုကျွန်တော်အိမ်ပြန်နေတဲ့လမ်းမှာပါ secret က infinity မရှိဘူးအဘလို့မတိကရှိလားမတိကရှိမှာ secret တော့ရှိဟုတ်လားပြန်လာအေးပြီးတော့ငါတို့ပါရှောင်းမ stream နေကပြီးတော့ရှောင်းမဆော့မယ်ဟုတ်လားအိမ်ပြန်နေရလမ်းမှာပါဖိုင်ဝင်တော့ဖုန်းယူတော့ဖုန်းယူမှာလားโอเคကျွန်တော်ဖုန်းသားယူမှာလေကျွန်တော်ဖုန်းသားယူပြီးမုံစားပြပြီး stream ပါမယ်ဒီကောင်အိမ်ကတော့ကျွန်တော်ရဲ့အိမ်ရှေ့လေးမှာပဲဖြစ်ပါတယ်ဒါကကျွန်တော်အိမ်ကိုကျွန်တော်အိမ်မကြည့်တတ်တဲ့လူများဒီမှာပါကျွန်တော်အိမ်ရရှေ့နေမှာလားဒီကောင်အိမ်ကတကားပြနေပါဒီကောင်အိမ်နဲ့ဝင်ပါမယ်ဖုန်းသားယူမှာလေဗျာအခုကျွန်တော်ဒီကောင်အိမ်ရောက်နေပါတယ်ဟဲ့မလဲပါအခုကျွန်တော်ဒီကောင်ဖုန်းပြလာပြီဟုတ်ဘုရားဖုန်းလာပါပြီဆိုတော့ဟိုတာစားပြမယ်โอเค guys ကျွန်တော်အိမ်ထဲရောက်ရင်ပြပြမယ်မကြားတော့ကျွန်တော်အိမ်မှာโอเคကျွန်တော်တို့ခုမှတော့ရောက်ပါပြီဒီဟိုစားပြပါမယ်ရင်ဆုံးအမိုးကတော့မစားပြတော့ပါဘာလို့ဆိုတော့ကျွန်တော်ကဟိုဗါလဲကျွန်တော်ခန်းနေတော့last stream နဲ့စားဖို့တဲ့မစားတော့ပါမဝယ်တဲ့ blog လေးပဲတင်ပေးလိုက်မယ်ဘိုင်စီနောက်မှပြန်နေကြမှာဘိုင်မှချစ်လာတယ်